မင်္ဂလာပါရှင်ဂုံရင်ဝင်းထဲဆိုင်မှာလေးလံခုလက်ထဲမှာဂိုင်းထားသလိုမျိုး280ဂျိလာလာလေးရောက်ထားပါရဲ့နော်ဒီ280ဂျိလာလာလေးကဂုံရင်ဝင်းထဲဆိုင်မှာအထည်ရည်အတွက်12ထဲသားပဲရှိပါရဲ့ရှင်ခြိသားကျဲစစ်စစ်လေးဖြစ်တာမို့လို့ဝတ်လိုက်တဲ့ခါမှာလीလုံးဝပေါ့ပပလေးနဲ့အရန်ဝတ်လို့ကောင်းတယ်ရှင်ဒီ280ကြီးဂျိလေးကိုပေါ့နော်ပုံမှန်ချုပ်နေကြကျိုးပထမိန်လေးနဲ့မဟုတ်ဖ ೇನೆ ချမကိုလည်းကူအောင်မို့လို့ဂျိလေးနဲ့ဂျိပထမိန်လေးချုပ်ပေးထားဖြစ်ပါရဲ့ရှင်ပြီးတော့အတွင်းလေးကိုလည်းကော်ပိတ်လေးခံပေးထားပါရဲ့ပြီးတော့လေကိုတိုင်းနဲ့ချုပ်ထားသမျိုးဖြစ်အောင်မို့လို့ဒီနောက်ကိုလည်းဖင်တောက်လေးလည်းထည့်ပေးထားဆိုတော့အခုလင်းလက်ဝတ်ထားသမျိုးပေါ့နော်ဒါဆိုလင်းလက်နဲ့တိုင်းချုပ်ထားမို့ဒီဆိုင်ကချုပ်ထားမီဒီယမ်ဆိုင်လေးဝတ်ထားရင်ပဲမသိလင်းလက်နဲ့ကိုတိုင်းချုပ်ထားသမျိုးပို့ပပလေးဖြစ်တယ်လှလဲလှရဲ့ပြီးတော့ဂျိလေးဆိုတော့ဒီရင်ပုံးလေးနဲ့တွေ့လိုက်တဲ့အချိန်မှာလှပပနဲ့ကြော့ရှင်းပြီးတော့မြမရည်ကြီးမှုကိုလည်းဂုံဆောင်နိုင်တယ်ပေါ့နော်ဂုံရင်ရချီတယ်ဆိုမှဂုံဆောင်နိုင်တဲ့အတိုင်းပါပဲရှင်ဒီ280ပေါ့နော်ခြိပန်းတောက်စင်းလေးတွေကစိုက်လေးတွေကတော့လောဆယ်မီယန်စိုက်လေးတွေထိပဲလာပါရဲ့ရှင်ဈေးလေးကတော့9800ကျပ်ပဲဖြစ်ပါရဲ့ရှင်ခုလိုမျိုးပို့ပပလေးနဲ့ဝတ်လို့ကောင်းတဲ့ခြိကျိတ်လေးကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ဂုံရင်ဝင်းထဲဆိုင်ကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရဲ့ရှင်